အိတ်ဆဲအသုံးပြုတဲ့အခါ row နဲ့ column header တွေမမြင်တော့တာကြောင့်အလုပ်ရှုပ်နေပါသလားတခါတလေကြီးမားတဲ့ data တွေမှာ scroll လုပ်လိုက်တဲ့အခါ heading တွေမမြင်တော့တာကြောင့်အချက်လက်ရှာဖို့ခက်တတ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ Freezy Paint ကိုအသုံးပြုလို့ရပါတယ် Freezy Paint ကိုဘယ်လိုအသုံးပြုရလဲဆိုလို့ရှိရင် top row ကိုတင် free လုပ်ချင်တယ်ဆိုလို့ရှိရင် view tab ကိုသွားပြီး free top row ကိုနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တာနဲ့ top row ဆိုတာဒီ one row ကိုပြောတာဖြစ်တဲ့အတွက်အဲ့ဒီ row အပေါ်ဆုံး row ကြီးတစ်ခုလုံးကမလုတ်ဖဲအဲ့တော့ scroll ဆွဲတဲ့အခါမလုတ်ဖဲရှိနေပါလိမ့်မယ်အပေါ်က column heading မဟုတ်ဖဲနဲ့ဘယ်ဘက်က column ကို free လုပ်ချင်ရင်တော့ free first column ကိုအသုံးပြုနိုင်ပါတယ်အဲ့တော့ free first column ဆိုတာကဒီ8 column ကိုပြောတာဖြစ်ပါတယ်အဲ့တော့ free first column ကိုနှိပ်လိုက်တာနဲ့ဒီ8 column က scroll ဆွဲတာနဲ့မလုပ်ဖဲနဲ့ဒီသူ့အတိုင်းကျန်ရှိနေပါလိမ့်မယ် row တစ်ခုနဲ့ column တစ်ခုလုံးအတူ free လုပ်ချင်တယ်ဆိုရင်တော့ Freezy Paint ကိုအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် table တစ်ခုရှိပါတယ်အဲ့ဒီ table မှာဒီ class ဆိုတဲ့ row heading နဲ့ဒီ student ဆိုတဲ့ဒီ column heading ရှိပါတယ်အဲ့ဒီ class ဆိုတဲ့ row heading နဲ့ student ဆိုတဲ့ column heading ကိုအဲ့တော့ free လုပ်ချင်တာပါအဲ့တော့ကို free လုပ်ချင်တဲ့ဒီ angle ဖြစ်တဲ့နေရာပေါ့နော်ဒီ class နဲ့ဒီ student heading နဲ့ student column နဲ့ class row နဲ့စုံတဲ့နေရာလေးမှာselection မှတ်လိုက်မှတ်ပြီးတော့ဒီ view tab ထဲကအဲ့တော့ဒီ Freezy group တွေကခုန Freezy Paint ကိုရွေးပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုလုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ခုနကတော့က class row နဲ့ student column တွေကဒီ scroll ဘလို့ပဲဆွဲသူ့အတိုင်းလေးပဲကျန်ရှိနေမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီ table မှာ Freezy Paint ကိုမသုံးချင်ဘူးဆိုလို့ရှိရင်လေအဲ့ဒီမှာ Unfreezy Paint ဆိုတာလေးကိုပြန်ရွေးပေးလိုက်လို့ရပါတယ်အဲ့တော့ Freezy Paint ကိုသုံးလိုက်တာနဲ့အချက်လက်တွေကိုမရေဘဲနဲ့ alert တကူကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်အိတ်ဆဲကိုပုံမလွယ်ကူစွာအသုံးနိုင်မှုအတွက် subscribe လုပ်ဖို့မမေ့ပါနဲ့နော်